皆さんこんにちは。အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ချမ်းပါဒီဗီဒီယိုထဲမှာတော့ဂျပန်မှာကျောင်းသွားတက်ဖို့အတွက်ဂျပန်စာလေ့လာနေတဲ့သူတွေအတွက်အဓိကပြောချင်တာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုရိုက်ကူးလိုက်ပါတယ်အဲ့တော့ဂျပန်မှာကျောင်းသွားတက်ဖို့အတွက်တကယ်လို့ဂျပန်စာသင်နေရဆိုရင်ကိုကသင်တန်းတက်တာပဲဖြစ်ဖြစ်ဂျပန်စာစပြီးတော့လေ့လာတော့မယ်ဆိုရင်ပဲဖြစ်ဖြစ်ဒီအချက်လေးကိုတော့ကြိုပြီးတော့မှတေချာပေါက်သိထားစီခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ကိုတက်တဲ့သင်တန်းဒါမှမဟုတ်ရင်ကိုအခမဲ့ပဲဖြစ်ဖြစ်ပေါ့နော်ပတ်စံပေးပြီးတော့ပဲဖြစ်ဖြစ်တက်တဲ့ကျောင်းတင်နန်းကျောင်းကကိုဂျပန်စာလက်မှတ်ဘယ်လိုပုံစံနဲ့ထုတ်ပေးမှလဲတတိချာချာစနစ်တကျထုတ်ပေးမှလားဆိုတဲ့ဟာလေးကိုတော့တင်နန်းမအပ်ခင်ကနေကတတိချာချာမေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့ဒီဂျပန်စာကျောင်းလျှောက်တယ်ဆိုတဲ့အခါမှာတော်တော်များများကဂျပန်စာတင်ကျောင်းကနေပြီးတော့မှတင်နန်း certificate တွေလိုတယ်ပေါ့နော်လို့ကျွန်တော်တို့ဒီ agency တွေကတင်တော့မယ်လို့လုပ်တဲ့အခါမှာလုံးဝဒီဂျပန်စာကျောင်းကထုတ်ပေးလိုက်တဲ့ certificate တွေမှာမှားနေတာမျိုးဥပမာနောက်ဆုံးကျောင်းနာမည်ပေါ့နော်training center ဆိုတာ training စလုံးပေါင်းမှားနေတာဆိုတာမျိုး Japanese language training center ဆိုရင် Japanese စာလုံးမှားနေတာဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလုံးဝမဖြစ်တဲ့အမှားမျိုးမှားနေတယ်ဆိုတဲ့ဟာမျိုးတွေဒါမှမဟုတ်ရင်လည်းပိုဆိုးတာကကြတော့တချို့ကျောင်းတွေကလုံးဝဒီသူတို့ကျောင်းကနေပြီးတော့မှကျောင်းလျှောက်တာမှမဟုတ်ဘူးဆိုရင်ဂျပန်စာလက်မှတ်ကိုမထုတ်ပေးဘူးဆိုတဲ့သင်တန်းတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မလို့ဂျပန်စာကျောင်းလျှောက်မယ်ဆိုတဲ့ကျောင်းသားတွေတော်တော်များများပေါ့နော်ဒီဂျပန်စာကိုစပြီးတော့လေ့လာတဲ့အခါမှာကိုတက်မဲ့တင်တန်းကိုဒီချက်ကလေးတွေတည်တည်ချာမေးထားတင်ပါတယ်နောက်တစ်ခုကကြတော့ဒီ certificate နဲ့မဆိုင်ဘူးဆိုပေမဲ့ပေါ့နော်ဒီ video class နဲ့လေ့လာနေတဲ့ကျောင်းသားတွေကိုကြိုပြီးတော့မှပြပြချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ video class နဲ့လေ့လာတဲ့ကျောင်းသားတွေကတော်တော်လေးဘယ်လိုလဲဆိုတော့input ပဲများတယ်ပေါ့နော်ဗီဒီယိုထဲမှာဆရာမက vocabulary ရှင်းပြတယ်ထန်းကောရှင်းပြတဲ့အတွက်ကြောင့်မလို့ကိုကဒီဟာတော့ရသွားတယ်ဒါပေမဲ့ကိုကိုရိုင်းဒီဆရာမနဲ့ဂျပန်စာကိုပြန်ပြီးတော့ဂျပန်စကားကိုပြန်ပြောတာမျိုးကိုကိုရိုင်းပြန်ပြီးတော့လေ့ကျင့်တာဆိုတာမျိုးတွေမရှိတဲ့အခါမှာဒီ interview ကျောင်း interview တွေဒါမှမဟုတ်ရင်လည်းအလုပ် interview ပဲဖြစ်ဖြစ်ပေါ့နော်ဖြေတဲ့အခါမှာတော်တော်လေးဒီ speaking ဘိုင်းမှာအခက်တွေ့လေးရှိတယ် speaking ဘိုင်းနေတရက်တညနဲ့သင်ပေးလို့ရတဲ့အရာမျိုးမဟုတ်ဘူးကျွန်တော်တို့ဘက်က interview training ဘယ်လောက်ပဲလုပ်ပေးသည်ဖြစ်ပါစေချက်ချင်းတက်သွားတဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ video class နဲ့လေ့လာတဲ့ကျောင်းသားတွေကလည်းတကယ်ဂျပန်မှာကျောင်းတက်ဖို့စဉ်းစားထားတယ်ဆိုရင် interview တော့ပါကြိုပြီးတော့တွေးပြီးတော့မှတေချာပေါက်ကိုကကြိုပြီးတော့မှဂျပန်စာကိုလေ့ကျင့်တာဥပမာ Clubhouse တို့ဒီ Hello Talk တို့စသဖြင့် apps တွေကိုသုံးပြီးတော့လဲကိုယ့်ရဲ့စကားပြောကိုလေ့ကျင့်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးကြိုပြီးတော့မှလေ့ကျင့်ထားပါနောက်တစ်ခု video class နဲ့တက်တယ်ဆိုရင်လည်းပဲအဲ့ဒီ video classသင်ပေးတဲ့ကျောင်းသင်ပေးတဲ့သင်တန်းဒီကို certificate တည်ချာထုတ်ပေးမှာလားဒါဒီလေးပဲသူတို့ကဘယ်လိုပုံစံနဲ့ထုတ်ပေးမှာလဲအဲ့ဒီ certificate ဒီပြည့်စုံရဲ့လားလုံလောက်ရဲ့လားဆိုတာကိုတည်ချာမေးပြီးတော့မှကျောင်းရွေးကြဖို့သင်တန်းရွေးကြဖို့အတွက်ဒီဗီဒီယိုထဲကနေပြီးတော့မှတိုက်တွန်းချင်ပါတယ်အားလုံးလူရပန်းနိုင်ရောက်လန်းနိုင်ကြပါစေရှင်